လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကလူသည်တွေကိုဘာကြောင့်အခုထက်ထိပုံမပြတ်အောင်သိမ်းဆည်းထားနိုင်တာလဲ။ကျိန်စာတွေရှိတယ်လို့လူပြောများတဲ့မမ်မီတွေနောက်ွယ်မှာတကယ်ပဲဘာတွေရှိနေမလဲ။ဒီနေ့မှာတော့ကျွန်တော်တို့ဟာအီဂျစ်နိုင်ငံရဲ့တဲကန်ဒါရအောက်ကလှည့်ဝက်ချက်တွေမမ်မီပြုလုပ်နေအစင်စစ်နဲ့ကဘာတဝမ်းကထူးဆန်းတဲ့မမ်မီတွေအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါ။ကဲအစင်သင်းဖြင့်ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ဆိုရင်မမ်မီတွေဆိုတာဘာလဲမမ်မီဆိုတာဟာတဘာဝကြောင့်ဖြစ်စီလူလုံနည်းပညာကြောင့်ဖြစ်စီအကြီးပြားနဲ့အသားမြင်တွေမပုတ်တိုးပဲကြံ့ရစ်နေတဲ့ရုပ်အလောင်းကိုခေါ်ခြင်းဖြစ်ပါတယ် philosophy ရကြည့်မယ်ဆိုရင် Egypt လူမျိုးတွေဟာ life after death တည်ပြီးနောက်ဘဝကိုယုံကြည်ကြပါတယ်ဝိညာဉ်ဟာခန္ဓာကိုယ်စီပြန်လာဖို့အတွက်ရုပ်အလောင်းကပုံမဖြစ်ရှိနေဖို့လိုအပ်တယ်လို့သူတို့ကယူဆခဲ့ကြတာပါအားချက်ကြောင့်ပဲမမ်မီတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်1922ခုနှစ်နိုဝင်ဘာလ4ရက်နေ့မှာ Howard Carter ဆိုတဲ့ဗြိတိရှလူမျိုးတဦးဟာအီဂျစ်ပြည်များတောင်ကြား Valley of the Kings မှာလှေကားတစ်ခုကိုစတင်တွေ့ရှိခဲ့ပါတယ်။ဒါဟာကမ္ဘာသမိုင်းမှာအကျော်ကြားဆုံးဖြစ်လာမဲ့တူထန်ကာမန်ရဲ့ဂူဗိမာန်ပါပဲ။ဒါဟာသိပ္ပံပညာအရပထမဆုံးမမ်မီတွေကိုရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်လာခဲ့ပါတယ်။တကယ်တမ်းတော့မမ်မီပြုလုပ်ခြင်းဟာအီဂျစ်တစ်ခုထဲမှာပဲရှိတာမဟုတ်ပါဘူး။ဒါပေမဲ့အီဂျစ်တွေကတော့နီးပညာအမြင့်မားဆုံးဖြစ်ပြီးနှစ်ပေါင်း3000ကျော်ကြာအောင်ဒီဒလီကိုထိမ့်သိမ့်ခဲ့ကြတာပါမမ်မီပြုလုပ်ခြင်းမှာအဆင့်9ဆင့်ရှိပါတယ်နံပါတ်1တန့်စင်ခြင်းပထမဦးစွာရုပ်အလောင်းကိုနိုင်ပြီးရင်နဲ့အရင်ဆေးကြောပါတယ်နံပါတ်2 evisceration ကိုယ်တွင်းအင်္ဂါထုတ်ခြင်းဒီအဆင့်မှာလူသေးကောင်ရဲ့1 byte ဘယ်ဖက်ချမ်းကို obsidian လို့ခေါ်တဲ့မီးသင့်ကြောက်ထားနဲ့ခွဲပါတယ်ခန္ဓာကိုယ်ထဲကအသေးအဆုပ်အစာအိမ်နဲ့ဥတွေကိုထုတ်ယူပြီး canopic jars လို့ခေါ်တဲ့အိုးလေးတွေထဲထည့်သိမ်းပါတယ်။အုံနောက်ကိုတော့နှာခေါင်းပေါက်ကနေတန်ချိနဲ့ဆွဲထုတ်ဖြစ်ပါတယ်။နှလုံးကိုတော့အသိဉာဏ်ရှိတဲ့နေရာလို့ယူဆတာကြောင့်ခန္ဓာကိုယ်ထဲမှာပဲခြံထားခဲ့ပါတယ်။အုံနောက်ကိုအသုံးမဝင်ဘူးလို့ယူဆလို့နှာခေါင်းကနေထုတ်ပစ်ကြပြီးမြဲအချို့မမ်မီတွေမှာတော့အုံနောက်ကိုခန္ဓာကိုယ်ထဲမှာပဲထားခဲ့တာမျိုးလေးတွေ့ရတတ်ပါတယ်။နံပါတ်3 6တွေ့အောင်လှုပ်ခြင်းဒီအစ်စ်မှာတော့ခွဲစိတ်ပြီးသွားတဲ့လူသေးကောင်ကို neutron salt လို့ခေါ်တဲ့စားထဲမှာရက်40 dd စိမ့်ထားပါတယ်။ဒီစားဟာရိုးရိုးစားမဟုတ်ပဲဆိုဒီယမ်ကာဗိုနိတ်နဲ့ဆိုဒီယမ်ဘိုင်ကာဗိုနိတ်ရောနှောနေတဲ့သဘာဝဓာတ်စားပါ။ခန္ဓာကိုယ်ထဲကရေဓာတ်ကိုစုပ်ယူယုံတင်မကပဲအဆီဖတ်တီကိုပါပျော်ကျစေပြီးအသားအရည်ကိုဆွဲဆန်ပေးပါတယ်။နံပါတ်4 stuffing အတွင်းအစာသွင်းခြင်းစားထဲမှာရက်40ထားပြီးရင်တော့ခန္ဓာကိုယ်ကပိန်ချိသွားပါတယ်။ဒါကြောင့်ပုံကြအောင်လွှတ်စာပိတ်ဆက်ဟောင်းဒါမှမဟုတ်ရွှွန်စည်းနဲ့ပြန်ဖြီးရပါတယ်။နံပါတ်5 resin and anointing သစ်စည်းလိမ့်ချန်ခြင်းနဲ့ပိုးတက်ခြင်း